မင်္ဂလာပါရှင်ခင်ရဲ့ channel လေးကနေကြိုဆိုပါရစေဒီနေ့ကတော့ကရင်ပြည်နယ်မှာအရှိဆုံးလို့ပြောရမယ်ဆက်နံကူကိုတွားရောက်လဲပတ်မှာဖြစ်ပါတယ်စိတ်ဝင်စားတဲ့ဆိုရင်ဗီဒီယိုလေးကိုပြီးဆုံးအောင်ကြည့်ပေးကြနော်ခင်တို့သွားတာမိုးတွင်းလားဆိုတော့ဒီလိုမျိုးဆူဆူဆွဆွနဲ့စိတ်စိတ်လန့်လန့်လေးပါရှင်တကယ်ကိုမျက်စိပတလာအေးစီပါတယ်နော်ကရင်ပြည်နယ်ကိုလဲပတ်ဖို့အကောင်းဆုံးအချိန်ကမိုးတွင်းနဲ့ဆောင်းတွင်းမှာနော်ဆက်နကူရောက်ဖို့အတွက်ဆိုရင်ဒီလိုမဟုတ်ဦးဝလေးကနေလေကနေတက်ရပါတယ်ရှင်ကဲကူဝါတော့ရလာခဲ့ပါပြီကူဝါမှာဒီလိုမျိုးထုံးကြောက်ဆွဲလေးတွေနဲ့မိုးတွင်းဆိုတော့လေရေလေးကတစ်ဆက်ဆက်ကျနေရသေးတယ်အစ်စ်တယ်လားအပေကဘာလို့ပေါ့ဘာဖျားရှိကိုအခုလည်းကြည့်အောင်ပတ်တာနားကျင်ပြီးတော့ပါဒီကြာနေတာတစ်ဖြောက်ပဲအပေအစ်စ်တွေပါဒီတော့ရေလေးရတော့အမြဲမပြတ်ကြာနေရေတွေပြောစကားဒီမဟာဆက်နံလန်ကူတော်ကြီးရဲ့ပေအရှိပေါင်းက2000ကျော်ရှိပါတယ်လို့သိရပါတယ်ရှင်မြန်မာပြည်မှာအရှိဆုံးကူတွေထဲကထုံကြောက်ကူတစ်ခုပါဒီကူထဲမှာလင်းတို့တွေလင်းဆွဲတွေအများကြီးပဲခိုအောင်နေရသူတို့အတန်နေလဲကြားရတယ်ရှင်ကူကလေတအားရှိရောလေမီးတွေကတော့ထွန်းထားပေးပေမဲ့တချို့နေရာတွေကျတော့မှောင်မဲနေရောလေဒါတေချာလေးလာချင်တာဆိုရင်တော့ဓမီလေးကိုဆောင်းသွားတာပို့ပြီးအဆင်ပြေပါလိမ့်မယ်ခင်တို့သွားတာမိုးတွင်းမိုးလို့လာတော့မသိဘူးဒီလိုမျိုးရှည်တွေကဆက်လက်ဆိုတော့လေလူကြီးတွေသွားတာလို့ဆိုရင်တွဲသွားတာတို့တေချာလေးတော့ကန်ပြီးတော့တတိချာပြီးတော့ကြပါနော်နေရာတချို့နေရာလေးချော်နေတတ်တော့လေဟောဒီမှာလင်းတို့အများကြီးပဲနန်ဖေးအေးငါအမြင်ပဲဒီတရားကလည်းအောက်ကိုကြည့်မယ်ဆိုအမြင့်ကြီးပဲဒီလားလှန်ကိုကလည်းအကျယ်ကြီးပဲကြီးလေကြီးရယ်ခင်ကဗီဒီယိုရရင်နဲ့နောက်မှတယောက်တည်းကြံခဲ့တာဆိုတော့လေခင်
ခင်အနောက်လှည့်ကြည့်ရောနည်းနည်းအောင်ကြောက်သွားတယ်ဘာလို့လဲဆိုတော့အနောက်မှာဘယ်သူမှလည်းမရှိတော့လေအဲ့ဒီမှာဒီလိုမျိုးထုံးဆွဲကြောက်တီးလဲလေးလာရင်ဗီဒီယိုတွေလည်းရရင်းနေပေါ့နော်အောက်ကိုလည်းငုံကြည့်ရဲအောက်မှာလည်းအမြင်ကြီးပဲဆိုတော့လေဗီဒီယိုတွေကနေပဲနည်းနည်းပါလှမ်းချောင်းလိုက်တာပေါ့အခုတရားပေါ်မှာလမ်းလျှောက်နေရပေါ့နော်တရားပေါ်မှာဒီလင်းတို့ရဲ့အီးလည်းရှိရဲဒီလိုမျိုးအပေါ်နေရာမှာငှက်တွေအများကြီးပဲပြန်နေရလင်းတို့တွေအများကြီးပဲဒီနေရာလေးကဒီကိုလာပတ်ကြတဲ့လူတွေအမှတ်တရလောက်သွားတဲ့နေရာလေးတွေပေါ့နော်ကြောက်ခဲစီဒီပုံစံမျိုးလေးတွေပါခင်လေးဗီဒီယိုရိုက်နေတဲ့မီးရလေးဖက်ကနေပြတ်တော့အရန်လန့်သွားတာပဲစူးစမ်းတက်တဲ့အချင်းရှိရော်လေးအနောက်မှာအမြဲတမ်းတယောက်ထိုက်ကြက်ကြံခဲ့တာဒီဟာဆိုရင်စင်မင်းဆွဲတော်ရဲ့အမုံစိုးလွှရဲ့အမှတွေ့လိုက်တယ်မလားဟုတ်အရှိကြီးပဲလေမုံစိုးလွှသွားပြီလုံးဝအကြီးကြီးပဲအဲ့အမျိုးရကြောက်ဖြစ်နေတာပေါ့နော်ခင်တို့အဲ့ဒါလေးလာခဲ့ရပါတယ်မိုးတွင်းဆိုတော့လေဒီကူထဲမှာရေလေးတွေကတစ်ဆက်နဲ့စီးဆင်းနေရချော်လဲမှာတော့တတိပြုပါဒီမှာတော့လေလေးလာကြတွေကအများကြီးပဲဆိုင်းပုတ်လေးတွေထောင်ထားတယ်ခင်မတွေးလိုက်ရတဲ့နေရာတွေလည်းရှိရပေါ့နော်ဒီနေရာဆိုစေဒီလေးနဲ့လေးလာစရာမကုန်ဒီနေရာလေးရောက်ပြီဆိုရင်ဒီဆက်နေစင်မင်းခုရဲ့အဝါပေါ့နော်ထောဝါကိုရောက်ခံနေပါပြီအနားလေးကလေတပုံရိုက်လွတ်လှရတယ်ဒီလားတပင်လေးတွေနဲ့ဒီကူတွေကနေလေအပေါ်ဘက်ကနေအလင်းပြန်ကျနေရဲ့ပုံလေးရလေတကယ်ရင်သက်ရှုမိုးဖွယ်လေးပဲခင်တို့ဆိုလည်းအနားမှာတပုံလည်းရိုက်ခဲ့တယ်ဗီဒီယိုလည်းရိုက်ခဲ့ပေါ့နော်နားလေးကတော်တော်လှပတဲ့နေရာလေးပါရှင်ဒီနေရာလေးကတော်တော်လှပတဲ့မြင်ကွင်းလေးပါပကြီးကားလေးတိုင်းပဲဒါကတော့ဘာရဲမဟုတ်ဘူးပေါ့နော်ဒီကရင်ပြည်နယ်ကိုနောက်တစ်ခေါက်လာလဲနိုင်အောင်လို့အတွက်ဆုတောင်းတာပါရှင်ကြောက်ခဲလေးတင်ပြီးတော့အမတ်တရပြုလုပ်ခဲ့တာပါနော်Điều ý nè Này mất đi Mấy lúc lúc xem qua làm gì
ကဲဆက်နက်ကူအထဲကိုလေးလာလို့ပြီးပြီဆိုရင်တော့ဆက်နက်ကူခီးချင်းရဲ့အတန်းလို့ပြောရမယ်နေရာလေးကိုရောက်ရှိလို့လာပါပြီဒါလေးကတော့ဒီဆက်နက်ကူထုံးချောက်တောင်ကြီးကိုလှေနဲ့ဖြတ်ကမဲ့နေရာလေးပေါ့နော်ဒီလှေစီးပြီးတော့သွားရင်ခင်တို့တိုးတိုးရထားတဲ့နေရာလေးကိုပြန်ရောက်ပါတယ်ရှင်အဝကိုပြန်ရောက်တာပေါ့နော် ဒီရတော့အများကြီးပဲလေးစင်းလာပါတော်လှ တရားရေနဲ့သွားလိုက်အောင်ရေထဲကနေတော်လေးရောက်မှတန်တယ်ကြိုင်ပြီးတဲ့ပုံတွေတက်ပါ ရပြီရပါတော်တော်တက်လိုက်ရဒါဒီဘက်ပြန်လဲမျက်နှာမှောင်နေခိုင်မှောင်နေသေးခိုင်ဒီတောင်တန်းနဲ့တစ်ချက်တော့တပုံလောက်ရမို့ဆိုတော့အပေါ်ပါနေဘုဘနဲ့ဒီဘက်အမေတို့ရေဆော့ပြီးတော့ဝန်စားမထည့်တာလို့ပြောတယ် အဲ့ဒါရကြီးနိုင် ဟမ်ဒီကအဲ့လိုမှပြီးသွားအောင်မှာအဲ့မှာရေတိတ်လို့ရတယ်အဲ့ဒါလုံးဝမသွားဘယ်တော့ဆောင်းလဲဒီတာကြီးရလေရရရွားတယ် သင်းနုရရောက်သားပြန်လာ လာလဲမပေါ်နေ ဒါလည်းပုံပြမအောင်ဒါကကြောင့်လည်းပေါ့သွားကြရ ဗီဒီယိုလေး ခင်ရတော့လေပန်အန်ကိုလာလေရတာမိုးတွင်းလာလေရတာအကြိုက်ဆုံးပါပဲရှင်နောက်တစ်ခေါက်ကြရင်လည်းမိုးတွင်းလာဖို့ပဲဆုံးဖြတ်ထားပါတယ်မိုးတွင်းဆိုရင်ဒီလိုမျိုးနေမပူပဲနဲ့တိမ်လေးရလဲအုံမမိုင်းလေးရဲ့မိုးရတဲ့အတွက်ကြောင့်မလို့ဒီအပင်လေးတွေကစိမ့်ဆိုးပြီးတော့တကယ်ကိုနေလို့ထိုင်လို့ကောင်းတဲ့နေရာလေးပါခင်တို့ဖြက်ကမှဒီထုံချောက်ကူရဲ့ဒီအဝချင်းချင်းလေးပေါ့နော်အခုသွားတာပြင်မှာဆိုတကယ်ချင်းချင်းလေးပါတသေးလေးပါရှင်အကုန်လုံးက ဝင်ရမှာ စောစားခီးထွက်လိုက်ရလို့ပဲနည်းနည်းပေါ့နော်တကယ်စိတ်လှုပ်ရှားဖို့ကောင်းပါတယ် ခေါင်းဘုန်းကြီးဟမ် မောင်ကျော် ခေါင်းလေးငုတ်ပါတဲ့ ရှင်ကလည်းတော့ကြောက်ကြောင်ချောင်းစားလာဟာ ရှင်လဲစိတ်ဆောင်ခင်းတို့သွားတာကမိုးရင်းဆိုတော့လေမိုးတွေရွာပြီးတော့ရေလေးတက်နေရဲ့အချိန်ဆိုတော့ကူမျက်နှာပြင်နဲ့ရှင်နဲ့ကက်ကက်ကလေးပေါ့နော်ခင်းတို့အထဲဝင်ဖို့ဆိုရင်လူတွေကလာပက်လက်ကလေးတွေစောင်းပြီးတော့ပေါ့နော်ပက်လက်လေးလှန်ပြီးတော့သွားတာပါနည်းနည်းတော့စိတ်လှုပ်ရှားဖို့ကောင်းပါတယ်ရှင်ကြောက်ဆက်ကလေးတွေနဲ့ဒီလိုမျိုးစူးစမ်းလေးလာလေတကယ် feeling တစ်မျိုးပဲသိလားဆက်နေကိုအားရရောက်နေရ လီရောပါ ပလက်လေးလိုက်ရ ရှင်းကြမှာနော်တည်ရရတဲ့ဒါတွေပုံပြီးတာသူနေနေ တဲ့တဲ့လှဲမလဲ နေတာနေတော့အောက်ကနေနေတာနေ ကျောင်းတော်လည်းရှိရပြီကျောင်းရရပေါ်မှာတော်တော်ဖုန်းပြီးဖတ်တယ်ရရမှာခုကအမတွေ့မေပလက်လေးပဲအဲ့လိုလေးပဲနိုင်တာ နှလုံးမိတ်လိုက်တာခိုင်းလည်းနာနှလုံးမိတ်လည်းမိတ်တာ နေပလက်လာတယ်မေပေါ်လာတယ် ဒီပလက်ကနေ တော်တော် อ๋อရောက်ပါပြီဟောဒီမှာခေါင်းနဲ့ရောခေါင်းအဲ့ဖြတ်လိုက်အောက်မှာလောက်နေဟမ်ဒီတော့ အဲ့ဒါလေအဝရိုက်ထားတာပါအဝထွက်သွားတဲ့ဟာလေးရဲ့ မပလက်လာတယ် နေဘက်ကျရင်အေးခါရေမကောင်းဘူးနေဘက်မခါဘူးဒါနေဘက်ကျလည်းတိတ်ပဲကောင်းတယ်ဘူးတော့လားဟုတ်ပါဘူးอ๋อ နောက်ပြီးတော့မောင်းတော့အဲ့ဒါ လမ်းဆောက်လို့ရဘူး နားဆောင်ရမလို့ဘောဒီ ဒီကြောက်ဝင်ရအမေအဲ့ဒါဒီမှာလည်းမလို့ အမေတို့ရောဒီ
ဘာလို့လဲ 没，看了然后没，然后没啥酒， အတန်လေးပါလေဖြတ်ပါ 啊，这对比吧， အေး 去一点，不看。一包不能变，然后我听，这个。 ဝေါဆန်းနယ်စင်မင်းကူရဲ့ပုံဖွက်နေရဲ့လှတရားကိုတွေ့မြင်ခန်းစားမှာပဲဖြစ်ပါတယ်ဒီနေရာလေးကတော့အရန်ကိုလှပပါတယ်ကြိုက်တယ်ကရင်ပြည်နယ်ဖအံမြို့ကိုလာလဲပဲရတာလေလုံးဝတနေရာနဲ့တနေရာမရိုးရအောင်မထက်ရအောင်တဘာဝတရားကြီးရဲ့ဒီတောတောင်ရှုခင်းနဲ့အလှတရားရဲ့ခန်းစားတတ်မယ်ဆိုတော့တကယ်တမ်းကိုအရတနာတစ်ခုလိုပါပဲ 哦，ဒီအောင်ဆိုလည်းကိုလိုက် ဟုတ်ဘာလဲဆန္ဒကူတွေကထွက်လာဟိုမှာဘပေါက်တတိလေးတွေကထွက်လာ တတိကို ပလက်လေ 我读了呀，读干的呀。干啥？我兄弟爱听。 啥地方去了？内南那个，专门。 ဒီနေရာလေးကတော့ခင်တို့လမ်းလျှောက်ဝင်လာတဲ့ကူအပေါဝနေရာလေးကိုတေရပြန်ရောက်တာပါရှင်။ဒါဆိုခင်ရဲ့ဇက်နက်ကူအကြောင်းကိုလေ့လာတဲ့ခီးစဉ်ပြီးဆုံးပါပြီ။ပြီးဆုံးအောင်ကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်ရှင်။အားလုံး bye